အမျိုးသမီးချင်းချင်းချစ်ကြိုက်ကတူတူပေါင်းသင်းနေထိုင်နေကြတဲ့မြန်မာနိုင်ငံအနုပညာရှင်လေးဦးမင်္ဂလာပါရှင် Acris Diary မှာပြန်လည်ကြိုဆိုလိုက်ပါတယ်အခုခေတ်ကာလရောက်လူငယ်တွေကြားမှာတစားလက်ခံလာကြတဲ့ LGBT တိုင်းဝိုင်းကိုတော့မြန်မာနိုင်ငံမှာတရားဝင်လာတာတွေ့ရမှာပါဒီလိုမျိုးလူတွေရဲ့ပင်ကိုမွေးရပါဗီဇအရာကတော့တချို့ကိစ္စတွေမှာညှင်းဆန်လို့မရဘဲလက်ခံကြရတာပါအခုလိုလိင်တူချင်းစိတ်ဝင်စားတာမျိုးကိုတော့ဟိုးရင်ခေတ်ကတော့လုံးဝလက်ခံနိုင်စွမ်းမရှိကြပဲဒီလူဟာပုံမှန်မဟုတ်ပဲလူရမသွင်းကြတာပါနောက်ပိုင်းခေတ်အချိန်တွေဖွံ့ဖြိုးလာပြီးနောက်လူသားချင်းချင်းစာနာစိတ်တွေဂရုဏာစိတ်တွေနဲ့နားလည်လာကြတဲ့အခါမှာတော့ခုဆိုရင်နိုင်ငံတော်တော်များများမှာဒီလိုမျိုးလိင်တူစိတ်ဝင်စားတာမျိုးကိုတရားဝင်ခွင့်ပြုပေးလိုက်တာမျိုးကိုတွေ့ရမှာပါဒီလိုပွင့်လင်းမြင်သာမှုရှိလာတဲ့အခါမှာတော့လူတွေဟာသူတို့ရဲ့ဖြစ်တည်မှုတွေကိုထုတ်ပြရမှာကိုကြောက်တာမျိုးရှက်ရွံ့တာမျိုးမရှိတော့ဘဲယောက်ျားလေးချင်းချင်းမိန်းကလေးချင်းချင်းချစ်ကြိုက်ကလက်ထပ်ပေါင်းသိနေထိုင်ကြတာကိုမြင်တွေ့လာရတာပါဒီလိုမျိုးကိစ္စကိုတော့တာမန်လူတွေသာမကအမှုပညာရှင်တော်တော်များများမှလည်းတွေ့မြင်ရမှာပါအခုအခါမှာတော့မိန်းကလေးချင်းချင်းချစ်ကြိုက်နေကြကြောင်းကိုတရားဝင်ပြောထားတဲ့မြန်မာနိုင်ငံအမှုပညာရှင်၄ဦးကိုအခုလိုဖော်ပြလိုက်ပါတယ်နံပါတ်1ချမ်းမြေမောင်ချုံမြန်မာနိုင်ငံရဲ့တချင်းချစ်ပရိသတ်ကြီးကတော့အဆိုတော်မာလီချမ်းမြေမောင်ချိုကိုတော့မသိတဲ့သူမရှိတော့ပါဘူး။အဆိုတော်ချမ်းမြေမောင်ချိုကတော့တချိန်ကအောင်မြင်ခဲ့တဲ့မြန်မာအိုင်ဒေါ်တချင်းဆိုပြိုင်ပွဲကနေလူသိများအောင်မြင်လာတာပါ။ချမ်းမြေမောင်ချိုကတော့အတန်ပါဝါအားကောင်းကောင်းနဲ့အဆွေးတချင်းတွေကိုတော့ပရိသတ်ကြီးတွေရှင်တဲ့အကြောင်းပို့နိုင်တဲ့အဆိုတော်တူပါ။ချမ်းမြေမောင်ချိုဟာတခြားအဆိုတော်တွေနဲ့မတူဘဲတမှုထူးခြားတဲ့အတန်ပါဝါနဲ့တူသူမရဲ့ယောက်ျားလေးဆက်ဆံလွတ်လပ်တဲ့စတိုင်ပုံစံကြောင့်ပဲပရိသတ်ကြီးတွေရဲ့စိတ်ဝင်စားမှုအားပေးမှုတွေကိုရရှိခဲ့တာပါ။နောက်ပိုင်းချမ်းမြေမောင်ချိုဟာသူ့ရဲ့ချစ်သူလေးကိုထုတ်ပြလာတာပါသူ့ရဲ့ချစ်သူလေးကတော့မြန်မာစတာစီဇန်1ရဲ့ First Runner Up ကိုစုခုရရှိထားတဲ့ချင်းတိုင်းရင်သူလေးຫນွေဦးပါအခုချမ်းမြေမောင်ချိုနဲ့ຫນွေဦးတို့တွဲနေတာဆိုရင်တစ်နှစ်ခွဲလောက်ရှိနေပါပြီနံပါတ်1ဆိုမြတ်သူဆောင်မြန်မာနိုင်ငံရဲ့နာမည်ကျော်ကြောင့်အောင်မြင်နေတဲ့နိုင်ငံကျော်ထိပ်တန်းမင်းသမီးကြီးဆိုမြတ်သူဆောင်ကလည်းမိန်းကလေးချင်းချစ်ကြိုက်နေကြတဲ့သူတွေထဲမှာအပါဝင်ပါပဲမင်းသမီးဆိုမြတ်သူဆောင်ဟာမြန်မာနိုင်ငံရုပ်ရှင်လောကမှာတော့တကယ့်ကိုအရေးချင်းအစင်မနေနဲ့တရုတ်ဆောင်နိုင်ကအကယ်ဒမီဆုကြီးတွေကိုလည်းပိုင်ဆိုင်ထားနိုင်တဲ့မင်းသမီးကြီးတူပဲဖြစ်ပါတယ်။ဆိုမြတ်သူဆောင်ဟာရင်ကအမေရိကမှာနေထိုင်တဲ့တထေးကြီးဦးမျိုးမြင့်ဦးနဲ့အိမ်အောင်ကြခဲ့ပြီးမဲ့လည်းနှစ်ဦးသားသဘောထားချင်းမတိုက်ဆိုင်တာကြောင့်မို့ကွာရှင်းခဲ့ကြတာပါ။အချိန်တစ်ခုကြာပြီးနောက်မှာတော့ဆိုမြတ်သူဆောင်ဟာမိန်းကလေးတစ်ယောက်နဲ့ချစ်ကြိုက်ကလက်တွဲခဲ့ကြတာပါ။သူကတော့ပိုင်စိုးဆန်လို့အမည်ရတဲ့မိန်းမဘွားကနေယောက်ျားလေးဖြစ်ကိုပြောင်းထားတဲ့လိန်ပြောင်းမျိုးသမီးတူပဲဖြစ်ပါတယ်။ဒါပေမဲ့လည်းအခုချိန်မှာတော့နှစ်ဦးသားသဘောတူလမ်းခွဲခဲ့ကြတယ်လို့ပိုင်စိုးဆန်ကိုယ်တိုင်အင်တာဗျူးတစ်ခုမှာဖြေကြားထားတာပါ။နံပါတ်3စိုးမြတ်ကလျာအားလုံးသိကြတဲ့အတိုင်းစိုးမြတ်ကလျာကတော့မင်းသမီးကြီးစိုးမြတ်သူစားရဲ့ညီမအရင်တော်ဆက်သူတစ်ယောက်ပါ။စိုးမြတ်ကလျာကလည်းအမဖြစ်သူစိုးမြတ်သူစားလိုပဲမိန်းကလေးချင်းချင်းချစ်ကြိုက်နေတဲ့သူတူပါ။စိုးမြတ်ကလေးကတော့ခင်မုန်းဖြစ်သူနဲ့ကွာရှင်းပြတ်ဆဲပြီးတဲ့နောက်ပိုင်းမှာတော့တခြားယောက်ျားလေးတွေနဲ့ပတ်သက်တာမျိုးမရှိတော့ပဲမိန်းကလေးချစ်သူတူကိုရရှိထားတာပါစိုးမြတ်ကလေးဟာရင်ခင်မုန်းဟောင်းနဲ့ရရှိခဲ့တဲ့ခက်တခင်ဆိုတဲ့သမီးလေးနဲ့ပျော်ပျော်ပါပါပဲနေထိုင်နေတာပါနောက်ပိုင်းမှာတော့စိုးမြတ်ကလေးဟာကိုဖြူလို့အမည်ရတဲ့မိန်းကလေးနဲ့ပဲတဘဝစာလက်တွဲသွားတော့မယ်လို့ပြောလာတာပါနံပါတ်4ခိုင်နေဝေပရိသတ်ကြီးတွေချစ်ခင်အားပေးနေကြတဲ့မိဘမဲ့ခင်ဟာဖောင်ဒေးရှင်းရဲ့ဖက်ကန်ရှင်တရုတ်ဆောင်မင်းသမီးကြီးခိုင်နေဝေကလည်းမိန်းကလေးချင်းချင်းချစ်ကြိုက်နေသူတူပါခိုင်နေဝေကတော့မြန်မာနိုင်ငံမှာဆွတ်ပစ်ခံခဲ့ရတဲ့ကလေးတွေမိဘလုံးဝမရှိတော့တဲ့ကလေးတွေစတဲ့အခက်အခဲဖြစ်နေတဲ့ကလေးတငယ်တွေကိုခေါ်ယူကကျွေးမွေးစောင့်ရှောက်နေတဲ့သူတူပါခိုင်နေဝေကလည်းရင်ကခင်မုန်းရှိခဲ့ဘူးပေမဲ့ခုတော့ကွာရှင်းပြည့်စည်ထားတာပါနောက်ပိုင်းပရိဟိတလူရင်းနဲ့ပဲလက်ရှိချစ်သူဖြစ်တဲ့ဇင်မင်းအောင်နဲ့တွေ့ဆုံကချစ်ကြိုက်ခဲ့ကြတာပါဇင်မင်းအောင်ဆိုသူကလည်းပိုင်စိုးဆန်တို့လိုပဲလိန်ပြောင်းထားတဲ့အမျိုးသမီးတူပါဒီဗီဒီယိုကိုဆုံးဖြတ်ကြည့်ရှုအားပေးခဲ့ကြတဲ့ပရိသတ်တွေကရောဒီအမှုပညာရှင်အတွဲလေးတွဲမှာဘယ်အတွဲလေးကအလိုက်ဖက်ဆုံးနဲ့ချစ်ဖို့ကောင်းဆုံးလဲဆိုတာပြောပြပေးသွားပါအောင်ရှင်